Hello အားလုံးပဲမင်္ဂလာပါရှင် KSTAR Channel မှာကြိုဆိုလိုက်ပါရရှင်ဒီကနေ့ပြောပြခြင်းတဲ့ခေါင်းစဉ်လေးကတော့ interview အတွက်ပြင်ဆင်လှုပ်ဆောင်ပွဲရများမျှဝေခြင်းပဲဖြစ်ပါရရှင် interview ဖြေတာကိုဘယ်လိုတွေပြင်ဆင်ပြီးတော့လှုပ်ဆောင်ရမလဲဆိုတာကိုသိချင်တဲ့လူတွေကဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးကြပါလို့ပြောကြလိုပါရရှင်စိတ်ပိုင်းဆိုင်ရာပြင်ဆင်ကြရမှာပေါ့နော်ဘလို့စိတ်ပိုင်းဆိုင်ရာတွေပြင်ဆင်ရမလဲဆိုလို့ရှိရင်ကိုတချို့တွေကဆိုလို့ရှိရင် self confidence နဲ့ပေါ့နော်ကိုငါသွား interview ဖြေဖို့အတွက်အဆင်ပြေပါမလားဆိုပြီး confidence နဲ့ပါတယ်မနေပါနဲ့ငါ့ကိုအဲ့ဒီ company ကမိမိရဲ့ CV form ကိုကြိုက်တဲ့အတွက်ကြောင့်interview personal interview ဖြေဖို့အတွက်ကိုခေါ်တာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုက40%ကတော့ကိုရဲ့ CV က pass ဖြစ်တဲ့အတွက်ကြောင့်ဒါခေါ်ရဆိုပြီးတော့ confident level ရှိရပါမယ်အဲ့ဒါကmentally prepare ပေါ့နော် preparation လုပ်ရမှာဖြစ်ပါတယ်မိမိကို interview ဖြေဖို့အတွက် company တစ်ခုကနေပြီးတော့ဖုန်းနဲ့တော့၎င်း email နဲ့တော့၎င်း message နဲ့တော့၎င်း interview ဖြေဖို့ဘယ်နေ့လာခဲ့လို့လက်ခံရရှိလို့ရှိရင်ပြုလုပ်ရမယ့်အချက်က2ချက်ပါပါတယ်ရှင်အဲ့ဒီ2ချက်ကတော့ before interview and during the interview ပဲဖြစ်ပါတယ်ရှင် before interview ဆိုတာက interview ကိုမသွားခင်မှာပြုလုပ်ရမယ့်အချက်5ချက်ပါပါတယ်ရှင်အဲ့ဒီ5ချက်ကိုယခုပြောပြပေးမှာဖြစ်ပါတယ်သိချင်တဲ့လူတွေလိုက်ကြည့်ပေးပါရှင်အဲ့ဒီအချက်5ချက်ကဘာလဲဆိုလို့ရှိရင်တော့နံပါတ်1အချက်ကအဲ့ဒီ company ကဘာတွေကိုလုပ်တယ်လဲဘယ် service တွေကိုလုပ်ဆောင်တယ်လဲဘယ်အပိုင်းမှာအဆင်ပြေတယ်လဲကောင်းမွန်နေတယ်လဲဆိုတာကို website ကရှာကြည့်ပြီးတော့မှတ်စုလေးတွေ note လုပ်ပြီးလို့ရှိရင်ကိုနားလေတဲ့လောက်ဖတ်ထားပေးပါတကယ်လို့အဲ့ဒီ company ကတငယ်ချင်းတွေလုပ်နေတဲ့ company ဖြစ်တယ်တငယ်ချင်းနဲ့သက်ဆိုင်တဲ့ companyတခုမှတငယ်ချင်းတွေလုံးနေတဲ့ company ရဖြစ်တယ်ဆိုလို့ရှိရင်တော့တငယ်ချင်းကိုဖုံးဆက်ပြီးတော့အဲ့ဒီ company ရဲ့အကြောင်းတွေဘယ်လိုမျိုးတွေလုပ်တယ်လဲဘယ် project တွေကို run နေတယ်လဲဆိုတာကိုလေ့လာထားဖို့လိုအပ်ပါတယ်ရှင်သူတို့ interview မှာမေးတဲ့မေးခွန်းတစ်ခုက how do you know about this company ဆိုပြီးတော့မေးလို့ရှိရင်အဲ့ဒါကိုဖြေဖို့လိုအပ်ပါတယ်နံပါတ်2အချက်ကဘာလဲဆိုရင်အဲ့ဒီ company ကဘယ်နေရာမှာရှိတယ်လဲ interview ဖြေရမယ့်နေရာကဘယ်နေရာမှာလဲအဲ့ဒီ location ကို Google Map ကဖြစ်စေတခု internet က search လုပ်ပြီးတော့ location ကိုရှာပါပြီးရင်မိမိနေတဲ့နေရာပေါ့နော်အဲ့ဒီကနေသွားမဲ့နေရာမှာကနေအဲ့ဒီ company ရဲ့ location ကဘယ်နှမိနစ်လောက်ကြာမလဲကြာချိန်ကဘယ်လိုဖြစ်တယ်လဲကားတွေကဘယ်လိုစီးရမလဲဘယ်နှမှတ်တိုင်လဲတေချာလေးကိုinternet ကနေပြီးတော့ရှာထားတင်ပါတယ်ပြီးလို့ရှိရင်နံပါတ်3ကဘာလဲဆိုလို့ရှိရင် myself ပေါ့နော် myself မိမိရဲ့အကြောင်းပေါ့ဘွဲရပြီးတဲ့အချိန်ကနေစပြီးတော့ယခုအချိန်အထိမိမိရဲ့အကြောင်းကိုမှန်ရှိမှဖြစ်စေတခုခုပေါ့နော်လူတယောက်ကိုပြောသလိုမျိုး myself အေးလာပြီးတော့တေချာပြောတဲ့ဟာကိုလေ့ကျင့်တာပါရှင် myself ဆိုတာကတော့ working experience ပေါ့နော်ဘွဲရပြီးကြတဲ့ကနေပြီးတော့လုပ်တဲ့အလုပ်သက်တမ်းတစ်လျှောက်ကိုတေချာလေးလေ့လာပြီးတော့ပြောဖို့ကျင့်ထားဖို့လိုအပ်ပါတယ်ရှင်နံပါတ်3ကဘာလဲဆိုလို့ရှိရင်အဲ့ဒီနေ့မှာဘာအင်ကြီးဝတ်သွားမှာလဲဝတ်သွားမဲ့အင်ကြီးကဈေးကြီးစရာမလိုပါဘူး formal ကြအင်ကြီးလေးနဲ့အယောင်ကအရန်တောက်တဲ့ crazy color တွေကိုမရွေးဘဲနဲ့မျက်လုံးငြိမ်တဲ့အပြာနုကလေးတွေမိโกနုကလေးတွေအဲ့လိုမျိုးအနုရောင်ကလေးတွေကိုဝတ်သွားရင်တော့ပို့ပြီးတော့ကောင်းပါတယ်ပြီးလို့ရှိရင်သပင်ကိုလည်းဖွပြီးတော့ကောက်ပြီးဖွာထားတာမျိုး make up တွေကိုလည်းအရန်ထူပြီးတော့လိမ့်တာမျိုးအဲ့လိုမျိုးတွေကိုမလုပ်ရင်တော့ပိုပြီးကောင်းပါတယ် personality ဆိုတာကကိုကြီးအခုဟာသူတို့ကလူတွေ့ကြည့်မှဖြစ်တဲ့အတွက်ကြောင့်မိမိရဲ့ personality ကကိုလုပ်တဲ့ professional level နဲ့ကိုက်ညီတဲ့ဝတ်စားဆင်ရင်သပင်ပုံစံနဲ့အင်ဂျီကိုဝတ်သွားရင်အဆင်ပြေပါတယ်ရှင်နောက်တစ်ခုက interview ကဥပမာ 2pm 2နာရီဆိုလို့ရှိရင်တော့1နာရီ45ပေါ့နော်145မဟုတ်လို့ရှိရင်တော့140 15မိနစ်20လောက်ကိုစော်ပြီးတော့သွားတင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမရဲ့အတွေ့အကြုံအရသူတို့က
အချိန်အတိအကျမှရောက်လာလို့ရှိရင်သူတို့ရဲ့ company standard CV form တွေကိုဖြည့်ခိုင်းနေအဲ့ဒီမှာအချိန်လေးနည်းနည်းပေးရတယ်ရှင်အဲ့ဒါတွေကိုမပြီးလိုက်မှဆိုလို့ပါအဲ့ဒါကြောင့်15မိနစ်20လောက်စောပြီးတော့ရအောင်သွားဖို့လိုအပ်ပါတယ်ရှင်ဒီဟာကတော့ဒီချက်5ချက်ကတော့interview မဖြည့်ခင်မှာပြုလို့ရမယ်အချက်ပဲဖြစ်ပါတယ်ရှင်ကဲအချက်5ချက်လည်းပြင်ဆင်ပြီးသွားပြီဆိုရင်နောက်တစ်ချက်ကဘာလဲဆိုရင်တော့မိမိရဲ့ CV form ကို print ထုတ်ပြီးတော့ hard copy ပေါ့နော်စာရွက်နဲ့ယူသွားပြီးတယ်ယူသွားလိုမဲဆောင်းသွားတာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့ company တွေကကြတော့ကြိုတင်ပြင်ဆင်ပြီးတော့ကိုယ့်ရဲ့ CV ကို print ထုတ်ထားတယ်အဲ့ဒီ print ပေါ်မှာအဲ့ဒီစာရွက်ပေါ်မှာမူတည်ပြီးကိုယ့်ရဲ့အခြေအနေကိုသူတို့ကရေးမှတ်ပြီးတော့ပေးရင်လည်းပေးတယ်မဟုတ်ရင်လည်းအဲ့ဒီ company ရောက်တဲ့အခါမှာ company standard CV form ပေါ်မှာမူတည်ပြီးမှသူတို့ကစစ်တာ2မျိုးစစ်တယ်ပေါ့ရှင်အဲ့ဒါကြောင့်လိုမဲတော့ကိုယ့်ရဲ့ CV ကို print ထုတ်ပြီးတော့ယူသွားပါပြီးလို့ရှိရင် certificate တွေကိုလည်းလိုမဲပေါ့နော်အဲ့ဒါတွေကိုယူသွားတင်ပါတယ်ရှင်ကဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ interview ကိုရောက်သွားပြီးရင်ဘာတွေလုပ်တင်တယ်လဲဆိုဘာတွေကိုကြိုတင်ပြင်ဆင်ထားရမလဲဘယ်လိုဖြေရမလဲဆိုတာကတော့သူတို့ရဲ့မေးတတ်တဲ့မေးခွန်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီမေးတတ်တဲ့မေးခွန်းပေါ့နော်ကျွန်မ interview ကိုတွေးနဲ့ရှင်ပြီးပြောပြမှာဖြစ်ပါတယ်ရှင်ဒီရင်ဗီဒီယိုတွေမှာပြောခဲ့သလိုပဲပထမ10နှစ်မှာတော့အလုပ်တစ်ခုမှာရေရှည်လုပ်ခဲ့တယ်နောက်10နှစ်ကနေ16နှစ်နောက်ပိုင်းမှာတော့အလုပ်ကို2နှစ်3နှစ်တစ်ခါလောက်အလုပ်ပြောင်းခဲ့တဲ့အတွက်ကြောင့်အဲ့ဒီပြောင်းခဲ့တဲ့ interview တွေမှာမေးခဲ့တဲ့ကိုတွေ့အတွေ့အကြုံကိုပြောပြမေးခွန်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒီမေးခွန်းတွေကဘာလဲဆိုရင် interview မှာစပြီးတော့နှုတ်ဆက်တယ်အပြုံးလေးနဲ့နှုတ်ဆက်တယ်ထိုင်ပြီးကြသူတို့ကပြောတာကတော့ tell me about yourself လို့ပြောပါတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အကြောင်းပေါ့နော်ဘွဲရပြီးတဲ့အချိန်ကနေပြီးတော့အခုလာ interview ကိုလာတဲ့အချိန်အထိအလုပ်ခဲ့တဲ့တက်တန်းတစ်လျှောက်လေးကိုအကျဉ်းချုပ်9မိနစ်ကနေ9မိနစ်လောက်အထိအကျဉ်းချုပ်လေးပြောပြပါအရန် long story ပြောစရာမလိုပါဘူးရှင်အဲ့ဒီဟာလေးကိုပြောပြပါပြီးလို့ရှိရင်နောက်နံပါတ်1ဘာမီးလဲဆိုလို့ရှိရင် why did you leave from current job ပေါ့နော်ဘာကြောင့်မို့လို့နေကအလုပ်ဟောင်းကနေပြီးထွက်ခွာခြင်းရတာလေအဲ့လိုမေးလို့ရှိရင်ဘယ်လိုပြောရမလဲဆိုလို့ရှိရင် I want to improve my scope of work အဲ့လိုပြောရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုလက်ရှိလုပ်နေတဲ့အလုပ်က scope ကနည်းနေတဲ့အတွက်ကြောင့်ငါ level တစ်ခု up ပြီးတော့ပို့ပြီးတော့လေးလာခြင်းတဲ့အတွက်ကြောင့် current job ကနေပြောင်းခြင်းတယ်လို့ပြောရမှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူကမေးပြီး what do you know about that company ဆိုလို့ရှိရင်တော့ကိုက website ကလေးလာထားတဲ့ဟာတွေကိုပြောပြပေးပါငါအားကြတယ်မင်းတို့ company ကဘယ် project တွေကိုလှုပ်ဆောင်လဲအဲ့ဒီအတွက်ကြောင့်ငါအဲ့ဒီ project တွေကိုစိတ်ဝင်စားတယ်လှုပ်ချင်တယ်ဆိုပြီးတော့ပြောပါပြီးလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်what is your strength လို့တချို့ကမေးတယ်တချို့ကwhat is your weakness လို့တော့မေးတယ်လို့တကယ်ချင်းတွေကပြောတယ်ရှင်ကျမတို့တော့တခါမှအဲ့ဒီ strength တွေ weakness တွေတော့မေးဆိုတာမဖြေခဲ့ဘူးပေါ့ရှင်တကယ်လို့ strength ဆိုတော့ကောင်းတဲ့အချက်တွေအားသာတဲ့အချက်နဲ့အားနည်းတဲ့အချက်တွေကိုမေးတယ်အားနည်းတဲ့အချက်ဆိုလို့ရှိရင်လည်းငါကလူတွေနဲ့ပေါင်းသင်းဆက်ဆံတာမတော်ဘူးလို့ဘာလို့တော့မဖြေနဲ့ပေါ့နော်ပြီးလို့ရှိရင်ငါအလုပ်တွေကိုတခြားဆက်လုပ်တဲ့အတွက်ကြောင့်အလုပ်မှာစစ်တဲ့အချိန်တွေကနည်းနည်းလေးကြာတတ်တယ်အဲ့ဒါကြောင့်ငါသတိပြုမိတယ်အဲ့ဒီအချက်တွေကိုငါပြုပြင်ဖို့လိုတယ်ပေါ့အဲ့လိုဖြေလို့ရပါတယ်ရှင်ပြီးလို့ရှိရင်တော့သူက any question ပေါ့မင်းတို့ဘာမေးချင်တယ်လဲငါ့ကိုဘာမေးချင်တယ်လို့မိကုန်းနေမေးတတ်တယ်အဲ့လိုမေးမယ်ဆိုလို့ရှိရင်တော့ဒီ project ကဘယ်လောက်ကြာမှလဲအဲ့ဒီ project အကြောင်းမေးပါငါ salary ဘယ်လောက်ရမှလဲလို့တော့မမေးပါနဲ့ first interview ဆိုတာက salary ကိုဆွေးနွေးသေးပါဘူးပြီးတော့မှသာသူတို့ကကြိုက်တယ် expected salary မှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဟာမေးဖို့စောနေပါသေးတယ်သူကအလုံးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေဝယ်မေးပါဒီ project ကငါဘယ် project မှာလုပ်ရမှာလဲအဲ့ဒီ project ကman power ဘယ်လောက်ရှိသလဲငါအဖွဲ့မှာဆိုလို့ရှိရင်အဲ့ဒီ
ဘယ်လို project တွေကိုလှုပ်ဆောင်ရမှာလဲအဲ့လိုမေးပါမေးပြီးလို့ရှိရင်သူကအဆင်ပြေတယ်ဆိုလို့ရှိရင်ဟုတ်ပြီအဲ့ဒါဆိုရင်သူတို့ကအဲ့ဒီ project အကြောင်းလေးကို brief ပေးပါလိမ့်မယ်ပြီးလို့ရှိရင်ဘယ်နှစ်ရက်လောက်ရတဲ့အလုပ်ဖြစ်တယ်အလုပ်ချိန်တွေကဘယ်လိုဖြစ်တယ်ဆိုလို့ရှိရင်မှတ်ခဲ့ပါဟိုအဖြစ်မလုပ်နိုင်ဘူးဒီအဖြစ်မလုပ်နိုင်ဘူးဆိုပြီး comment တွေကိုမပေးလိုက်ပါနဲ့ပေးဖို့အတွက်စောပါသေးတယ် first interview ဆိုတာကပြီးတော့မှဒါလုံနိုင်မလုံနိုင်ကိုသူတို့က second interview ခေါ်ပြီးတော့မေးရင်လည်းမေးတယ်မမေးတော့ဘူးဆိုရင်လည်း HR ဖုန်းဆက်ပြီးတော့ကိုနဲ့negotiate လုပ်တယ်ဒီပတ်စံနဲ့လုံနိုင်သလားလုံနိုင်ရင်လာခဲ့ပါလို့ပြောတယ်ရှင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခံယူချက်ဖြစ်တယ် interview မေးလို့ရှိရင် self confidence ကအရေးကြီးတယ်ဘာလို့လဲဆိုရင်ငါဖြေလိုက်တဲ့အဖြေကိုမှန်မလားမှားပါမလားဆိုတာကိုမစင်စားပါနဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မသိရင်ငါမသိဘူးလို့ပြောပါဥပမာဒီအလုံးနဲ့ပတ်သက်တဲ့ process တစ်ခုကိုလုံးနိုင်သလားလို့မေးလို့ရှိရင်အားနာပြီးတော့လုံးနိုင်တယ်လို့မပြောခဲ့ပါနဲ့မလုံးနိုင်ဘူးဆိုရင်ငါအဲ့ဒါကိုငါ sorry ပါငါမလုံးနိုင်ပါဘူးအဲ့လိုသာပြောခဲ့ပါဘာလို့ဆိုရင်နောက်တစ်ချိန်ကျရင်လုံးနိုင်တယ်လို့ပြောထားတဲ့အရာတစ်ခုကိုတထေးကခိုင်းခဲ့တဲ့အခါမှာမလုံးနိုင်ဘူးဆိုရင်နှစ်ဖက်အတွက်မကောင်းပါဘူးအဲ့ဒါကြောင့် honesty is the best policy ဆိုတဲ့အတိုင်းပဲရိုးသားမလုံးနိုင်လို့ရှိရင်မလုံးနိုင်ဘူးစာကိုညင်းလိုက်ပါပြီးလို့ရှိရင်ဘာလဲဆိုလို့ရှိရင်ကိုပြောတဲ့အကြောင်းအရာကိုမှန်မလားမှားပါမလားလို့မတွေးပါနဲ့ကိုဒီအကောင်းဆုံးဖြေလိုက်ပါ interview မှာအကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအကောင်းဆုံးဖြေလိုက်ပါမသိရင်မသိဘူးလို့ပြောတာအကောင်းဆုံးဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ငါ့ကိုဖြင့်ရွေးပါဆိုတဲ့စကားကိုမပြောပါနဲ့မင်းတို့စဉ်းစားလိုက်ပါလို့ပြောပါဘာဖြစ်လို့လဲဆိုတော့ကိုတို့ကမသိနိုင်ဘူးကိုတို့ကသွားပြီးတော့ဒါသူတို့ကိုဘာတွေလုပ်တတ်တယ်ဆိုတာကိုသွားပြောခြင်းဖြစ်တယ် behind the scene မှာသူတို့ကလူ9ယောက်ပါမှာကိုရွေးမှာလားဒီတယောက်တည်းကိုလာပြီးရွေးမှာလားအခြေအနေပေါ်မူတည်တဲ့အတွက်ကြောင့်မသိနိုင်တဲ့အတွက်ကြောင့်ဘာလုပ်ရမလဲဆိုရင်ကိုဈေးရောက်တဲ့သူလို့သဘောထားပါဈေးရောက်တဲ့လူလို့သဘောထားပြီးတော့ကိုကဘာတွေလုပ်တတ်တယ်ကိုပစ္စည်းကဘယ်လိုကောင်းတယ်ဆိုတာကိုပြောပြရုံပဲပြောပြလိုက်ပါပြီးလို့ရှိရင်မင်းတို့စဉ်းစားလိုက်ပါဦးမင်းတို့အဆင်ပြေမှပဲပြောပါလို့ပဲပြောလိုက်ပါဘာဖြစ်လို့လဲဆိုတော့တချို့ကကိုပစ္စည်းကိုကောင်းတယ်ဒီဟာလေးကိုယူပါပြောလို့ရှိရင်ရောင်းတဲ့လူကယူပါပြောရင်ဝယ်တဲ့လူကမကောင်းဘူးထင်တတ်တယ်စိန်တွေကြောက်တွေကိုပစ္စည်းတွေတန်ဖိုးရှိတယ်ဆိုလို့ရှိရင်တော့ဝယ်တဲ့လူကတော့ကြည့်ပြီးတော့ဝယ်မှာပဲအဲ့ဒီအတွက်ကြောင့်မကောင်းတဲ့ပစ္စည်းကိုထိုးပြီးတော့ပေးတယ်လို့မျိုးဘယ်တော့မှမလုပ်ပါနဲ့လို့အကြံပေးခြင်းပါရှင်ဒီလောက်ဆိုရင်တော့ personal interview ပေါ့နော်ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အကြောင်းကိုသိလောက်ပြီလို့ထင်ပါတယ်အားလုံးကံကောင်းကြပါစေရှင် bye bye